မေတယောက်ရဲ့တုံးအောင်လားစာရေးဆရာကြီးတိတ်ဖြစ်ချင်တဲ့တသားကြီးကြပြားရေးတုံးလားကော်ဖီတွေတောက်တုံးလားချင်းတွေခတ်တုံးလားအခုရောဒီစာကိုဖတ်နေရင်မျက်မှန်တက်ထားလေသလားတသားကြီးဟိုတနေ့ကမင်းညီမလေးပထမရတယ်ငှက်ကလေးတွေလည်းအမေတို့အိမ်မှာပျော်ဖို့မပေါ်ဘူးတက်တန်ကြီးကလည်းကွေးနေတယ်လေငကမောက်ပင်လေးတွေလည်းမျက်နှာမตาရဘူးစကားပလင်ခံနေတော့ပါအောင်တသားကြီးအမေတကယ်လွမ်းတယ်ဥပုံနဲ့ရောက်ရင်အမေမှာတားဖုံကိုစောင့်ရတာအမောပဲတည်င်းကောင်းပြောစရာရှိရဲဆိုတာနဲ့ဒီကောင်လေးစောင်းဝဲအောင်မြန်ပြီးထင်တယ်လို့လိုသိနေပြန်ရောဖလန်းခကြီးထဲမှာမေ့သားကနှက်ခမ်းမွေးစပ်ပေါက်တော့အမေမှာရင်ပိုစီတယ်ကွဟိုတနေ့ကသားတပည့်လေးတယောက်ပြောသလိုကိုရင်သူစိတ်သားကမန္တလေးမှာပဲပြောနေတာတဲ့မိမာလေးပခုံးဖော်ထားတဲ့သားကိုငငယ်ကထက်ကိုပို့ပြီးစိတ်မချတော့ဘူးသားကလေးမဟုတ်တော့ပါဘူးစိတ်ချပါမေတဲ့ကောင်လေးကသူ့ကိုယ်သူလူကြီးထင်နေပေမဲ့မေမျက်လုံးထဲမှာတော့ကလေးလွေးလိုပဲထင်နေတာ तू မသိချင်ဘူးနောက်ပြီးပြောသေးတယ်မုံရွာမန်းလေးနဲ့အမေမျက်ရည်မကျစေချင်ဘူးတဲ့9နှစ်သားလေးစံကြာတော့က16နှစ်သားနဲ့ပလင်ပေါ်တက်တော့ကမေမျက်ရည်ကိုမမြင်ခဲ့ဘူးထင်တယ်မေချစ်ရတဲ့သားကြီးရေမင်းအဖေသွေးတွေလို့ရဲရဲတောက်စိတ်တဲ့နဲ့မင်းအဖေလက်မောင်းနေလို့လောကရန်လိုင်းနေကြရဲတောက်လော့ခတ်လိုက်စမ်းပါစာကြည့်တဲ့အခါမျက်မှန်တက်ဖုံးလဲပုံမှန်ဆက်ကျမ်းမာရေးကိုဂယူးဆိုင်ပါမေသားကြီးရေမေကပိုက်ဆံမလို့ဘူးမေကပစ္စည်းဥစ္စာမလို့ဘူးတားပေးတဲ့တရားရိပ်ခါတွေနဲ့မေတန်တရာခီးရအေးချမ်းလာပါပြီတသားကြီးဒီတသက်တော့ပခုံးတစ်ဖက်လည်းမဖုံးနဲ့သပင်ရှည်လည်းမထားနဲ့ဒီဒီဇိုင်းလေးနဲ့ဆိုတားရွှေကိုထမ်းလာတာမြင်ရတာထက်မေပို့ပြီးတော့ပျော်ပါတယ်ပျော်အောင်လဲနေတော်အောင်လဲနေကြော်အောင်လဲနေတသားကြီးသာသနာဝန်ထမ်းရှင်ရဟန်းဆိုတာဘယ်ရာနဲ့မှလဲလို့မရတဲ့မြင့်မြတ်တဲ့ဘဝပဲလေနို့တလုံးမိုးကြည်တာတွေမကြည်တာတွေမေမတွေးပါဘူးဒီဘဝလေးနဲ့မြင်နေမေပျော်ပါပြီဂျိုး